ယခုတပံကြားမဲ့တခြင်းလေးကတော့ကျွန်တော်တို့ငယ်လေးတွေကအသေးထဲမှာဆွဲခဲ့ရတဲ့ဓမ္မဒီတခြင်းကိုယခုတပံပြန်လည်ပြီးတော့ဒီဆိုလျက်ဂုဏ်တော်ချီးမွမ်းပေးမဲ့သူကတော့တေးသန့်ရှင်ကိုဝီလျံဖြစ်ပါတယ်Sound in living me